နိုင်ကြီးကတော့ကျွန်တော်ထင်ပါတော့အခုတည်းကတင်းဆက်ဘက်နဲ့လည်းဖန်ကွန်နဲ့လည်းမတွေ့ရသေးဘူးဆိုတော့တင်းဆက်ဘက်နဲ့ဖန်ကွန်တော့ YG နဲ့ကျွန်တော်ထင်တယ်မနိုင်ဘူးတင်တာတင်းဆက်ဘက်အနေနဲ့ပြောရရင်တော့ကျွန်တော်တို့တင်းဆက်ဘက်သတင်းလုံးကြိုက်တာဘယ်လိုကြည့်လိုက်ဗျာရှောင်းအိုးအဲ့မိကကောင်ကလည်း performance တွေပြကြတယ်တော့သူတို့ကသတင်းလုံးကောင်းလို့ပါ YG ကတော့သူတို့ system ကောင်းနေရလားဘယ်လိုပြောရမလဲတခြားတော့ကျွန်တော်မသိဘူးเนาะ YG ကတော့ဘလို့တွေကတော့သူတို့လူတက်နေနေအောင်ကြမ်းနေရဆိုတော့เนาะဒါကတော့နောက်ပွေရလူတွေကောင်းလာလဲပါမယ်ပေါ့เนาะတဲ့တင်းရဲ့ vibe ကလေးကလည်းကောင်းတယ်လို့ဖြစ်မှာပေါ့เนาะဘောင်းလေးလေးလည်းကောင်းအကုန်လုံးကောင်းတယ်နေဆက်ပိုင်းတော့ကျွန်တော်ကြည့်ရင်တော့အကုန်လုံးကောင်းပါတယ်တမ်းပါကတော့နည်းနည်းလေးကြုံလာလေးရှိရပေါ့เนาะဒါပေမဲ့လည်းသူတို့အတင်းကအကုန်ကောင်းနေတော့လေပြည့်မလားကျွန်တော်လည်းသူတို့ဘွဲတွေတော့ချောက်ကြည့်နေတယ်တပင်ဟိုလိုမျိုးကြီးအမွန်းတင်နေရတာမဟုတ်ဘူးဗျာအကုန်လုံးဒီပါ performance ပြနေတော့တော့နေသူလိုလာလေးဖြည့်သွားကြတာပေါ့เนาะတယောက်ကိုတယောက်အတင်းတယောက်ကခြုံမထွက်နေတော့မှအခုတမ်းပေါက်ကတည်းလေးလိုရင်မစ်ကောင်ကဖြည့်ပြီးသွားဖြည့်ဂျန်ဂလာဖြည့်ပြီးသွားဖြည့်ဒီမှာအဲ့လိုမျိုးလေးပေါ့သူတို့ကအားရောက်လုံးကကောင်းနေတာကွာဒီ9ယောက်စုပဲဟိုကကောင်းနေတာပေါ့နော်နိုင်ကြီးကတော့ကျွန်တော်ထင်ပါတော့အခုတည်းကတင်းဆက်ဘက်နဲ့လည်းဖန်ကွန်နဲ့လည်းမတွေ့ရသေးဘူးဆိုတော့တင်းဆက်ဘက်နဲ့ဖန်ကွန်တော့ YG နဲ့ကျွန်တော်ထင်တယ်မနိုင်ဘူးတင်တာပဲတင်းဆက်ဘက်တော့နိုင်မယ်မထင်ဘူးဗျကျွန်တော်အဲ့3သင်းပဲရှိတာလေဘယ်လိုလောလောဆယ်ကအဲ့3သင်းပဲပေါ့လက်စီခြေစမ်းရဆိုခြေစမ်းရတော့မယ်လက်ရှိလက်ရရဆိုရင်တော့တင်းဆက်ဘက်ကြိုက်တယ်ကျွန်တော်ကတော့တင်းဆက်ဘက်ဘာလို့ကြိုက်လဲကျွန်တော်ကပြောသလိုပဲပေါ့နော်တော် roll တိုင်းမှာသွားကောင်းနေတယ်ပေါ့နော်ရိုးတိုင်းမှာ performance ရမ်းပြနေကြတယ်အကုန်လုံးကသူ့ဟာသူတာဝန်ရမ်းကြည်နေကြတယ်ဗောနော်သူဘယ်ရိုးပဲဖြစ်ဖြစ်ဗျာအကုန်လုံးကတာဝန်ရမ်းကြည်နေကြအဲ့ဒါကိုကြိုက် EHP ကြည့်မလားနော်ဘာသူ CK လား CK တယ်နော် CK မက်ကလည်းရှမ်းဟိုကောင်ရန်ကလာဆို lucky OP တန်းပေါက်နော်ဘယ်ရိုးကြည့်တော့သူဗျာဒီမှာသူလောက်ရမယ်အလုပ်ကွက်တိလုံနိုင်တယ်ဗောနော်အကုန်လုံးဒီတိုင်းကားရီဒီမှာပြန်ချမ်းလောက်လားတဲ့မချမ်းလည်းကုန်းကောက်စရာမရှိတော့ဘူးလေဆရာကြီးမချမ်းလို့တော့မရဘူးဗောနော်မချမ်းရင်တော့မှ तू play တော့တောင်းလေတော့ဆော့ရမှာဗောနော်ဒီတိုင်းကိုလည်းနောင်မီကတင်မရတော့မယ်ဟာမဟုတ်ပါဘူးဆရာကြီးကျွန်တော်လည်းအဲ့လောက်မဆော့တတ်တော့ပါဘူးနော်တကယ်ပြောကျွန်တော်ပြန်ဆော့ရင်ကြည့်လိုက် bro blame မှာပဲတူပဲကျွန်တော်ဘာလို့လဲဆိုတော့နားတဲ့လူကဗျာအောက်ကျောက်ဆော့နေတဲ့လူနဲ့အဲ့လောက်ဒီရှင်လို့မရဘူးသွားပြီးတော့ level တစ်ခုကတော့ကွာနေမှာပဲကွာဒီ professional ရပါတော့ screen နဲ့တောင်းလျှောက်ထိတွေ့နေတဲ့ player နဲ့တို့နားထားတဲ့ player နဲ့တော့ကွာမှာပဲဘလို့နော်ကျွန်တော်သွားဆော့လဲကျွန်တော်တောသားဖြစ်မှာနော်ရန်ကြီးတော့မလစ်ဘူးဆိုရင်ပေါ့နော်ရန်တော့ကိုကတော့မလစ်ဘူးလို့တော့ထင်ပါတယ်နော်ရန်ကြီးတော့မလစ်တော့ပါဘူးကျွန်တော်လဲ try တွေပါစဉ်းစားဘူးလေဆိုတော့ရန်ကြီးမလစ်ဘူးဆိုရင်တော့မှ level ကတော့ကွာနေဦးမထင်တာပဲကျွန်တော်တော့အချိန်တော့ပြန်ရမှာပေါ့ဆရာအချိန်တော့ပြန်ရမှာပဲအခုချင်းတည်းမလားအခုဒီ week မှာ9ရက်လောက် training ပြီးတော့ဒီ week မှာထပြီးတော့ကျမ်းမယ်ဆိုတော့ဒါတော့မဖြစ်နိုင်ဘူးဗျာဒါကကြတော့ဒီကတော့မဖြစ်နိုင်ဘူးလို့ကိုကတော့ထင်တာပဲလို့တော့